အဲ့ဟာဒါလည်းမစိုးဘူးပေါ့ဒါနဲ့အိမ်ရောက်တော့တရက်ကြတော့မနေ့9နိုင်6နိုင်လောက်အစောကြီးပဲအဲ့တရှင်ကြားရတယ်ဟာဘယ်ကဖွင့်တာလဲဆိုတော့ကျွန်တော်အိမ်မျက်စောင်းထိုးကအရက်ဆိုင်ရဖွင့်တယ်စုံးပြီအကုန်ရောနော်အဲ့ဒါဆိုဟာငါတရှင်ကသွားပြီအရက်ဆိုင်လည်းရောက်သွားပြီဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားတဲ့ခါကျတော့ကျွန်တော်တရှင်စရေးတော့ကကျွန်တော်ရဲ့စံနာလေးတစ်ခုကျွန်တော်ရှိခဲ့ဘူးတယ်အဲ့ဒါဘာလဲဆိုတော့ကိုဘတင်ကျွန်တော်တို့အရန်လေးစားတယ်ကျွန်တော်မမီလိုက်ပေမဲ့အရန်လေးစားတယ်ကိုဘတင်ကဒုက္ခတော့ဆိုတဲ့တခြင်းလေးတစ်ပုဒ်ရေးတယ်ဒါကိုညီမကြီးမှာရှိတဲ့လူတွေအားလုံးကအဲ့ဒီတခြင်းလေးကိုရပြီလိုက်ဆိုတာကျွန်တော်မြင်တဲ့ခါကျွန်တော်အရန်ပျော်တယ်ဟာငါတဲ့တခြင်းရေးပြီးထုတ်တဲ့ခါကျရင်ငါဖျားခြင်းလေးတစ်ပုဒ်ကိုညီမကြီးမှာရှိတဲ့လူတွေကတီးပြီးတော့ရပြီလိုက်ဆိုပြီးရင်ကောင်းပါပဲလို့ကျွန်တော်ဆူတောင်းခဲ့ဘူးတာကိုပြန်သတိရတဲ့အခါမှာဘာကြောင့်ပဲဖြစ်ဖြစ်ဒီတခြင်းလေးကလူတွေအကုန်လုံးရပြီအကုန်လုံးမရပေမဲ့ကြားဘူးတဲ့လူတော်တော်များများရှိတဲ့အတွက်အဲ့ဒီကျွန်တော်ရဲ့ဆူတောင်းလေးကိုဖြည့်ပေးတယ်ဘုရားသခင်ကျေးဇူးတော်လည်းချီးမွမ်းပါတယ်ဆိုတော့ဒီသချင်းလေးကျွန်တော်ဆိုနေကြမဟုတ်ပေမဲ့ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေအတွက်ကျွန်တော်အမှတ်တရအဲ့ဒီသချင်းလေးဆိုချင်ပါတယ်ဒီသချင်းလေးကကိုမျိုးကြီးကိုယ်တိုင်အခုနောက်ဆုံးထွက်တဲ့အခွေရဲ့ VCD မှာ bonus track အနေနဲ့သူထည့်ဖို့ကျွန်တော်ကိုတောင်းဆိုထားတဲ့သချင်းလေးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဘောအတွက်အမှတ်တရဖြစ်တဲ့သချင်းလေးကိုကျွန်တော်ဒီဆိုချင်ပါတယ် Okay အစဉ်ပြေအားလုံးဆိုကြည့်အောင်နော်追遍多美美
လူကနည်းနည်းဝလာပြီဆိုတော့မောတတ်တယ်ကျွန်တော်ခုနကျွန်တော်ပြောသလိုကျွန်တော်တချင်းရေးတဲ့လူဖြစ်တဲ့ခါကျတော့ကျွန်တော်ငယ်ငယ်လေးတွေကတခုခံစားတယ်တခုဖြစ်တယ်ဆိုကျွန်တော်တချင်းရေးတတ်တဲ့အချင်းလေးရှိပါတယ်လူငယ်ဖြစ်တော့အသေးကွဲတော့လည်းရေးဘူးမှာပေါ့ဗျာဖတီးဆိုပြီးတော့အသေးလုံးမရှိဘူးထင်ပါတယ်ဒီမှာချစ်ဘူးတဲ့လူရှိလားအတန်တိတ်တဲ့လူကပိုချစ်ဘူးလို့ပဲအဲ့ဒါဆိုတော့လောကမှာအချစ်တွေအများကြီးရှိပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဝင်တိုးမိလိုက်ပြန်ထွက်ပြေးလိုက်အမျိုးမျိုးရှိတာပေါ့နော်လူငယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ခုစဉ်းစားဖို့ရှိတာလောကမှာကျွန်တော်တို့နားမှာရှိတဲ့အချစ်တွေကမတည်မြဲတဲ့အချစ်တွေများပါတယ်ဘာလို့လဲဆိုတော့သားသမီးတွေပေါ်မှာလည်းမိဘတွေကတခါလေကြာရင်အမွေပြစွန့်လွတ်တယ်အရန်ချစ်ပေမဲ့တစ်ချိန်မှာပြဿနာတွေတက်ပဲဒီလိုပဲချစ်သူကြီးစားတွေမောင်နှမတွေတငယ်ချင်းတွေကြားထဲမှာအချစ်ဆိုတာတခါလေကြာရင်မတုံးတက်ဘူးဆိုရင်ကျွန်တော်တို့ကြောက်စရာကောင်းတဲ့အရာတစ်ခုတော့ဖြစ်တတ်ပါတယ်ဆိုတော့တခါကကျွန်တော်အမြဲတမ်းပြောတဲ့အဟာသားလေးတစ်ခုပေါ့နော်ဒီသချင်းကျွန်တော်သချင်းရေးတဲ့အကြောင်းအရာလေးကဒီမူလာတန်း2တန်း3တန်းလောက်အရွယ်ဒီအတန်းလေးတန်းထဲမှာတဲ့သူ့ရဲ့အတန်းပိုင်ဆရာမသတင်းတစ်ခုကြားတယ်ဒီထဲမှာကြိုက်နေတဲ့ဇုံတွေရှိတယ်2တန်း3တန်းပဲရှိသေးတယ်နော်အဲ့နဲ့ဆရာမရီလဲရီချင်တယ်စိတ်လဲဆိုးတယ်အဲ့နဲ့ तू ကအတန်းရှိထွက်ပြီးတော့နင်တို့ဒီထဲမှာနင်တို့ကြိုက်နေလူ2ယောက်ရှိတယ်ငါသိတယ်အခုချက်ချင်းထွက်ခဲ့ဘယ်သူမှမထွက်လာထွက်လာမှမထွက်ဘူးလားဘယ်သူမှမထွက်ဘူးဒါနဲ့ तू အဲ့2ယောက်ကိုသိရောကဲနင်တို့2ယောက်ထွက်ခဲ့နင်တို့2ယောက်ကြိုက်နေရမလားခေါင်းကြီးငုံထားကြ2ယောက်လုံးဘာမှမပြောဘူးသူဘလို့ပြောမရတာနဲ့တုတ်ယူပဲကဲနင်တို့မပြောရင်ငါရိုက်တော့မယ်နင်တို့2ယောက်ဖြစ်နေကြိုက်နေရလားမကြိုက်ဘူးလားပြောဒါနဲ့ကောင်မလေးနောက်ဆုံးဘာမှလုပ်လို့မရကောင်လေးဘက်ကိုကြည့်ပြီးတော့မောင်ပြောလိုက်လေလို့ပြောတယ်ဆိုတော့2တန်း3တန်းကလေးတောင်မှချစ်တတ်တယ်နော်ဒါပေမဲ့ကျွန်တော်တို့ဘဝမှာအချစ်တွေအများကြီးရှိပေမဲ့တေချာတဲ့အချစ်တစ်ခုရှိပါတယ်အဲ့ဒီအကြောင်းလေးကိုဆိုပြချင်ပါတယ်ခင်ဗျာအချစ်စစ်လို့အမိရပါတယ်